ကျန်တို့ဒီနေ့ grade 9 math 1ကထပ်ကိန်းရင်းများကိုရှင်းနည်းဆိုတာလေးတစ်ချက်ရှင်းပြမယ်ဒီမှာဆိုလို့ရှိရင် root 2 equal to 2 to the power half ကိုတဲ့2 e နှစ်ထပ်ကိန်းရင်းဟု၎င်း3 root 3 equal to 3 to the power half ကို3e နှစ်ထပ်ကိန်း3နှစ်ထပ်ကိန်းရင်းဖြင့်၎င်းသိရသည်အဲ့မှာဆိုလို့ရှိရင် teacher တို့က8 to the power 1 that လို့ပေးထားတယ်ဆိုရင်ဒီမှာဆိုလို့ရှိရင်2သည် 8e 3ထပ်ကိန်းရင်းလို့ခေါ်တယ်ဒီမှာနောက်တော့ကျောင်းမှာကြည့်လိုက်81 to the power 1/4 လို့ပေးထားတယ်ဆိုလို့ရှိရင် teacher တို့81သည်83သည်81 4တက်ကိန်းရင်စသည်ဖြင့်အဲ့လိုလေးခေါ်တယ်တဲ့ဒီမှာဆိုလို့ရှိရင်ပြောထားတယ် A သည်အပေါင်းကိန်းတစ်ခုဖြစ်ပြီး N သည်တဘာဝကိန်းတစ်ခုဖြစ်လျင်အပေါင်းကိန်းစစ် A to the power 1/n ကို A e n ထပ်ကိန်း n root of A ဟုခေါ်သည်တဲ့ဒီမှာဆိုလို့ရှိရင် A to the power 1/n ဆိုလို့ရှိရင် teacher တို့ကဒီမှာ n root of A လို့ပြီးတော့ရေးလို့ရတယ်တဲ့ဒီမှာဆိုလို့ရှိရင်ဒီဘက်မှာကျတို့ပု္ပ္ပစာလေးနဲ့နမူနာကြည့်ရအောင်နော် page 21မှာပု္ပ္ပစာလေးနဲ့နမူနာကြည့်မယ်ဒီမှာဆိုလို့ရှိရင်ဥပမာနှစ်ကလေးကိုကြည့်ရအောင်ဥပမာနှစ်လို့ဆိုရင် the fifth root of 4 into the fifth root of 8ကိုရှင်းပါတဲ့သူကဒါလေးကိုရှင်းခိုင်းတယ်ရှင်းတဲ့အခါမှာteacherတို့ဒီမှာသူက fifth root ချင်းတူတူပဲဆိုတော့ခါကျသူတို့အတွင်းထဲမှာဒီကနန်းချင်းချင်းလည်းဝင်မြောက်လို့ရတယ်အဲ့ကမှာဆိုတူတူပေါင်းရေးလိုက်တယ်ရေးပြီးပြီဆိုလို့ရှိရင်ဒီမှာthe fifth root of 32ဆိုပြီးတော့ရေးလိုက်တဲ့အခါမှာ teacher တဲ့ဒီ root ကြီးကိုပြောင်းရှင်အပေါ်မှာ to the power 1/5 ဆိုပြီးတော့တင်လိုက်မယ်တင်လိုက်တဲ့အခါမှာ teacher တို့32ဒီ2 5တက်ဖြစ်တဲ့အတွက် teacher တို့ဒီမှာ5နဲ့ကြေသွားပြီးတော့32ဒီ2 5တက်ဖြစ်တဲ့အတွက်ဒီမှာ1/5ဆိုဒီ5နဲ့ဒီ5နဲ့ကြေသွားပြီးတော့အဖြေက2ဆိုပြီးတော့ဒီလိုလေး2ဆိုပြီးတော့ဒီလိုလေးရတယ်နော်အဲ့လိုမျိုးလေးရတယ်ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်နောက်ထပ်တစ်ခုကြည့်အောင်ဒီမှာဥပမာ3ကိုကြည့်အောင်ဥပမာ3မှာဆိုလို့ရှိရင် the cube root of 32 အစား the cube root of root 2အဲ့ဒါဆိုလို့ရှိရင်ဒီမှာပေးထားတယ်ဒီမှာ cube root ရင်တူတာဖြစ်တဲ့အတွက် teacher တို့ကကိန်းကိုဒီလိုအစားပုံစံမျိုးနဲ့ပြောင်းရေးလိုက်လို့ရတယ်စားလိုက်တဲ့အခါမှာ teacher တို့ဒီ16ရတယ်16ရတဲ့အခါမှာ16ဒီ16ဒီ8ရဲ့2ရဲ့မြောက်လိုက်မယ်မြောက်လိုက်တဲ့အခါမှာတချို့3တက်ဝင်အောင်လို့ဒီလိုမြောက်လိုက်တဲ့အခါမှာ8ဒီ2 3တက်ဖြစ်တဲ့အတွက်ဒီ3နဲ့ကြည်သွားမယ်ကြည်သွားပြီးတော့2အပြင်ရောက်ပြီးအတွင်းထဲမှာ2 root of 2ဆိုပြီးတော့တချို့အဲ့လိုအဖြေလေးရမယ်နော်တချို့အဲ့လိုလေးရှင်းပြလိုက်တယ်